အဲ့ဒီဇက်လန်လေးကကျွန်တော်ကိုယ်တိုင်ရေးတယ်ဇညွန်းကိုစကလုံးတွေကအစကျွန်တော်ဒါရင်ဘတ်ကြီးနဲ့ခံစားပြီးအကောင်းဆုံးရေးထားပေးတာပါခင်ဗျဟုတ်အဓိကတော့အပူစာအကြောင်းပြောချင်တာခင်ဗျကျွန်တော်တို့လူတွေကထမင်းသုံးနဲ့ရှာစားတဲ့နေရာမှာအပူစာနဲ့အေးစာဆိုတာရှိတာပေါ့နော်လူတွေကကိုစားရရင်ပြီးရောဘသူတေငတေမှန်ပြီးရောဆိုပြီးတော့မှဟိုဘယ်လိုခေါ်မလဲအပူစာမြန်သိနေတာနဲ့စားနေရတဲ့ထမင်းလုပ်တွေအများကြီးရှိတယ်အဲ့တော့အပူစာထမင်းလုပ်တွေကဒီဘဝတွေဒီတန်တရာမကူဒီဘဝတွေဘယ်လိုလောင်မြတ်ရတယ်ဆိုတာလေးကိုပေးချင်တာအဲ့ထက်မှမာမီစိန်ကအစောပိုင်းကသူကနက်ကတော့တကယ်ကနာစီအစ်စ်ပေါ့တဖြည်းဖြည်းနဲ့သူ့ရဲ့လမ်းကြောင်းလွှဲသွားပြီးသူကဟိုနက်ကလိန်ဖြစ်သွားတာပေါ့နက်ကလိန်ဆိုတာဘယ်လိုပြောမလဲတချို့ဒီပညာရက်ကတကယ်တက်ပြင်မှာလိန်ပြီးဟောတဲ့နက်ကလိန်ဆိုတာရှိတယ်နက်ကလိန်တယောက်ဖြစ်သွားတဲ့အခါမှာသူအပူစာတွေစားတော့သူ့ဘဝလေးဘယ်လိုဖြစ်သွားတယ်ဆိုတာလေးကိုပညာပေးချင်တာအဓိကတော့အဲ့ message တွေကိုအဓိကထည့်ထားတာပါခင်ဗျမမီစိန်ကသူကဖြစ်ရမှန်တော့မဟုတ်ပါဘူးခင်ဗျဒါပေမဲ့ဖြစ်ရမှန်အချို့လေးတွေအခြေခံထားတာရှိတာပေါ့အဲ့မမီစိန်ဆိုတာအပြင်မှာလည်းတကယ်မမီစိန်ဆိုတဲ့ဒါ LGBT တယောက်ရှိတယ်သူလည်းတကယ်ကနာစီသူကတော့တကယ်ကိုအစင်မပြေမှုတွေနဲ့သူ့ဘဝပြက်လို့ပြက်စီပြီးသူကခုနိုင်ငံခြားမှာသွားနေတာပေါ့ဒါပေမဲ့တချို့အရာလေးတွေကျွန်တော်ကဒါကိုပြည့်စုံအောင်ပံ့ပိုးပေးရတာပေါ့ပြည်သက်ကြည့်ရတာလည်းမပြင်းအောင်ပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရုပ်ရှင်ချစ်တဲ့ရုပ်ရှင်ကြည့်တဲ့ဗီဒီယိုကြည့်တဲ့မြန်မာလူမျိုးတွေမျက်လုံးထဲမှာဘတော်မှမြင်လိုက်တာနဲ့မပြောက်ွယ်ပဲအမြဲတမ်းအမှတ်ရနေတဲ့ support တွေဆိုတာအများကြီးရှိတယ်ခင်ဗျဥပမာအန်နီခင်ဆိုးပိုင်တို့အန်နီခင်မို့မို့အေးတို့အမီဒေါ်နွဲ့ဆန်းတို့ကျော်စင်ထွတ်တို့ရဲလေးမဓာရီဆိုတာလေမရိုက်ပြလို့ရှင်တာသူတို့လွမ်းနေရတာသူတို့မျက်နှာအောင်မျက်နှာဟာဒါဘသူဆိုတာစာတန်းထိုးစရာမလိုပဲသူတို့မှတ်မိနေတာပေါ့နော်အဲ့ဒီ main support တွေကိုအကုန်လုံးလည်းကျွန်တော်အလုပ်ပေးချင်တာပေါ့အဲ့တော့ကျွန်တော်ဇက်ထဲမှာမင်းသမီးလက်ရှိနာမည်ကြီးနေတဲ့မင်းသမီးတွေမပါဘဲနဲ့အဲ့ main support တွေနဲ့ပံ့ပိုးပြီးတော့မှဒီကားလေးကိုမြန်မြန်ဆန်ဆန်ပြည့်သက်ကိုချပြလိုက်ရင်တော့ဟိုပြည့်သက်ရင်ထဲမှာတခုခုတော့ရှိလိမ့်မယ်လို့ကျွန်တော်ထင်ပြီးတော့ကျွန်တော်ဒီဇက်ညွန်းလေးကိုရေးခဲ့တာပေါ့အဲ့တော့ကျွန်တော်ထင်တဲ့အတိုင်းပဲတကယ်လည်းပြည့်သက်ရင်လည်းရောက်သွားတဲ့တကြောင်တကယ်ကျေးဇူးတင်ပါတယ်ဗျဟုတ်သူကအပိုင်း24ပိုင်းပါတယ်ခင်ဗျအခုက15ဆိုတော့ကြံသေးတာပေါ့နော်10ပိုင်း9ပိုင်းလောက်ကြံပါသေးတယ်ခင်ဗျဟုတ်တယ်ခင်ဗျအပြင်သွားရင်လည်းမာမီစိန်တို့တွေ့ရတယ်ဟာမာမီစိန်ဆိုလိုက်ခေါ်တယ်ပြီးတော့တစ်တော့တစ်ပုတ်လောက်စော့ပြီးတင်လိုက်ရင်လည်းမာမီစိန်ကြီးဖြစ်ကုန်တာပေါ့နော်အရင်ပေါက်ထားတဲ့ character နာမည်တွေဖြစ်တဲ့မောင်ကန်ဟွာပေါ့တခြားကိုကျော်တုံးတခြားနာမည်တွေပျောက်သွားတယ်ဖုတာလေးတို့ပျောက်သွားတယ်အချို့ကြလည်းဖုတာစိန်လေးတို့ပါဖြစ်ကုန်တာနှစ်ခုပေါက်လိုက်တယ်ဖုတာစိန်လေးတွေပါဖြစ်ကုန်တယ်ဟုတ်တယ်ခင်ဗျဒီကားလေးကမင်းသွေးခန့်တော်တော်လေးပါပါတယ်ဒီကားလေးကိုကျွန်တော်ဇက်ညွန်းရေးတဲ့အခါမှာအားလုံးကကျွန်တော်ဟောပေါ့ဇက်ညွန်းဖိုင်တင်ထားတာက16ပိုင်းပဲတင်ထားတာအဲ့ဒီ16ပိုင်းကိုကျွန်တော်ကဟိုရေးရိုင်းရနေပြီးတော့မှတချို့လူတွေကကျွန်တော်နဲ့ contact လုပ်လာတဲ့အခါမှာသူတို့တွေပါကျင်တယ်ဆိုတဲ့အခါမှာကျွန်တော်ဇက်ညွန်းဖြည့်ရတာပေါ့နော်ဖြည့်တဲ့အခါမှာအချိတ်ဆက်တွေမဟသွားအောင်ကျွန်တော်အများကြီးစူးစမ်းပြီးဖြည့်ရတယ်အဲ့တော့မင်းသွေးခန့်လေးကလည်းတော်တယ်သူ့ character ကိုသူပိုင်နိုင်လုပ်နိုင်တယ်ခင်ဗျဟုတ်တယ်ခင်ဗျအဲ့ဒီ3ယောက်ကို तू ကအစောပိုင်းကတော့ဒါတငယ်တွေဘယ်လောက်ဘသူလာ तू ညင်းနိုင်တာပေါ့အဲ့မင်းသွေးခန့်နဲ့ပတ်သက်တဲ့3ယောက်ကိုကြတော့ तू ကမင်းသွေးခန့်ကိုချစ်တာနဲ့ပဲကျန်တဲ့2ယောက်ကိုပါ तू လိုက်အမ်းရတာပေါ့အဲ့ဒါနဲ့သူ့ဘဝလေးကပြတ်သွားတဲ့ပုံစံလေးပါပဲဟုတ်မမီတက်ဆိုလို့ရှိရင်တော်တယ်ဟုတ်တယ်ခင်ဗျမမီတက်ဆိုလို့ရှိရင် तू ကဒီကားထဲမှာ तू အနုပညာခြေကို तू လိုချင်တဲ့ဈေးကို producer ထက်ထက်တန်တန်ပြီးသူ့ကိုခေါ်ရတာသူ့ကိုခေါ်တဲ့အခါမှာ तू ကလည်းခွန်သားချိုမလို့လာရိုက်ပေးတယ်ဒါပေမဲ့ तू ယူသွားတဲ့အခန်းကဏ္ဍမှာ तू အပိုင်ဆုံးလုပ်ပေးသွားတာအဲ့တော့မမီတက်ကတိုင်းမှာချိုးတယ်နောက်ပိုင်းမှာအကန်ဆောက်တဲ့ခင်ဗျာအဲ့တော့မမီတက်ကဒီအနုပညာကိုချစ်တဲ့စိတ်ကလည်းကောင်းတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဘာပဲပြောဟင်းတစ်ခွက်ကောင်းတယ်ဆိုတာကလည်းစီစားငရုတ်ချက်တော့အကုန်လုံးစုံသွားလို့ပါခင်ဗျဟုတ်အမေနဲ့ဆန်းဆိုရင်တခြား production တွေနဲ့တိတ်မရိုက်တော့ဘူးခေါ်ရိုက်တော့ဆိုရင်တော့သူ့သွားရလာတဲ့ဒူးအနေထားနဲ့တက်စီကားတွေနဲ့သူကမလုပ်သူမကိုက်တော့မရိုက်ဘူးကျွန်တော်ဆိုရင်သူ့ကိုအမေတောင်းတဲ့အနုပညာကြီး daily ကြီးကိုလည်းကျွန်တော်ပြေဝပေးတယ်တက်စီကားလေးလည်းဆက်ပေးတယ်ပြီးတော့ကျွန်တော်ကအများကြီးတော့မခေါ်နိုင်ဘူးတစ်ရက်ဆိုတစ်ရက်နှစ်ရက်ဆိုနှစ်ရက်ခေါ်ပြီးအဲ့နှစ်ရက်ထဲမှာကျွန်တော်အပြတ်ရိုက်လိုက်တာပေါ့နော်အဲ့တော့အမေကလည်းကျွန်တော်ပေးတဲ့တော်ကီကိုတကက်ကိုတရေလီမှန်နဲ့ပေါ့အဓိကတရေလီမှန်မှုလိုတာကိုသူကတရေလီမှန်နဲ့ကိုပြောပေးတဲ့အခါကျတော့အမေအခန်းတိုင်းကပေါက်သွားတာပေါ့နော်ကြတက်လာတာခင်ဗျဟုတ်ကဲ့ပါမမီစိန်ကားလေးကဒါအခုပြောမယ်ဆိုရင်ဇက်ကတ်တန်မိုရဲ့3ပုံတပုံပဲရှိသေးတယ်နောက်ထပ်2ပုံပရိသတ်မသိသေးတဲ့ဟာတွေအများကြီးလာအောင်ပါအဲ့မှာအမေခင်မို့အေးတို့ပါလာအောင်မယ်ခင်ဗျပြီးတော့အင်နီဇော်တို့ပါလာအောင်မယ်အများကြီးထပ်ပေါ်လာကြရှိသေးအဲ့သူတို့တွေရဲ့ပေါ်လာတဲ့အပေါ်မှာမမီစိန်ဘဝလေးဘယ်လိုပြောင်းသွားလဲဆိုတာကိုဆက်လက်အားပေးပါအောင်လို့ပြောရရင်လေယေရှုအများကြီးတင်ပါတယ်ခင်ဗျ